ကွက်လက်ဖြေးလေးပေါ့နော်ဒီမှာကွက်လက်တွေပေးထားတယ်အောက်မှာစကလုံးလေးတွေရေးချယ်ရမယ်ပေါ့နော်မှန်တဲ့စကလုံးလေးကိုကိုကရေးချယ်ပြီးတော့နှိပ်ပေးလိုက်ရုံပါပဲနံပါတ်1ယနေ့နေတာဤနေမလာ၍လူဒီခရီးဝေးကလာရသည်ရေးအေးပေးပါကိုကမှားလို့ပြန်လုပ်ချင်တယ်ဆိုရင်ပြန်လုပ်မယ်ဆိုပြီးတော့နှိပ်လိုက်ပါအောက်ကိုသွားမှာပေါ့နော်အောက်ကိုသွားလိုက်ရင်လေ့ကျင့်ဖို့အတွက်ပေးထားတယ်စာကြောင်းတွေကိုကြည့်ပြီးမှအောက်မှာရေးသားကြည့်လို့ရတယ်လေးကတော့အရင်လှမှာမဟုတ်ဘူးဒါပေမဲ့အရေးဆွဲမှန်တော့ကြည့်လို့ရတယ်ကိုယ်လက်နဲ့ရေးလို့လည်းရတယ်ပြီးရင်ဖန်နဲ့လည်းရေးချင်လည်းရတယ်စာရေးကြည့်မှာပေါ့နော်ရဲရတွေထိုးနာအောက်ကနေယနေ့ရေဒူနာနေတာဒီချာဒါယနေ့နေတာအခရာဤယနေ့နေတာဤဖြစ်ချင်တယ်ဆိုလဲစီးဖြစ်မယ်ဆိုတော့နှိပ်လိုက်ပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်